Hello အားလုံးပဲမင်္ဂလာပါရှင် Yuki ပဲဖြစ်ပါတယ် Yuki ဒီနေ့မှာတော့ဗောနော် Sakura School ထဲမှာစပင်းနှစ်ထပ်လုံနည်းလေးကိုပြပြပေးတော့ဖြစ်ပါတယ်အားလုံးပဲဆုံးဖြတ်လိုက်ကြည့်ပေးကြပါအောင်လို့ပြောချင်ပါတယ်သိရလူတွေကတော့ကြော်တော့ဗောနော်မသိရလူတွေကတော့ဒီဗီဒီယိုလေးကိုဆုံးဖြတ်လိုက်ကြည့်ပေးကြပါအောင်လို့ပြောချင်ပါတယ်အားလုံးပဲ let's go စားလိုက်ကြရအောင်အဲ့တော့ဗောနော် Yuki တို့ကဗောနော်စပင်းနှစ်ထပ်လုံနည်းမှာဆိုတော့ Yuki ဂိမ်းနဲ့ရောက်ပြီဆိုတော့ဗောနော်ဂိမ်းနဲ့ရောက်စီစပင်းနှစ်ထပ်လုံမှာဆိုတော့ကောင်မလေးတယောက်ရှားမယ်ဗောနော်ဈေးဥပပြပါပါသူ့ကိုယူလိုက်ပေါ့နော်သူ့ခံဖွတ်မီလောက်ပြီးတော့ဒီခဏလောက်နေပြီးတော့သူ့ကိုပေါ့နော်လွဲကမ်ဖြစ်တော့အင်ကြီးပဲလဲပေးရမှာပေါ့နော်အင်ကြီးတစ်ထည့်တော့လဲပေးလိုက်မယ်ပေါ့နော်ယူခဲ့တာလဲပေးပါမယ်ပြီးရင်ယူကချီပြီးတော့မီနူးတွေက home point ထဲကိုတွားပါမယ်တွားပြီဆိုရင်ဟုတ်ပါတယ်ပြီးတော့သူ့ကိုခဏချပြီးတော့ wait လုပ်လိုက်ပါမယ်ပြီးတော့ယူကီက home point ထဲကအခန်းထဲဝင်ပါမယ် home point အခန်းထဲဝင်ပြီးတော့အင်ကြီးလဲမယ်ပေါ့နော်အင်ကြီးကြတော့ဗာအင်ကြီးလဲဆိုတော့ဒါလားမသိအားထင်တာပဲဒီလေမပြောတတ်ပါဘူးအဲ့ဒါနဲ့လဲမယ်ပြီးလို့စီဒီကောင်မလေးကိုပြန်ချီမယ်ပေါ့နော်ချီဝရေမီနူးတွေကဘိုင်းနေရာကိုပြောင်းပြီးတော့ဒီတို့ချီမယ်ပေါ့နော်အမှပေါ့နော်လက်ဆက်သွားပြီဆိုရင်ပြစ်ချလိုက်မယ်ပေါ့နော်အမှလက်ဆက်သွားဆိုရင်မီနူးတွေကခဲကိုပြန်ဝင်မယ်ပေါ့နော်အမှခဲကလည်းလက်ဆက်သွားပြီဆိုရင်အခန်းရောက်သွားမယ်ပေါ့နော်โอเคတော့ပါမယ်အခန်းလောက်သွားပြီးတော့ဒီကောင်မလေးကိုပြစ်ချပြီးတော့ work လုပ်လိုက်ပါမယ်မာယူကီကအမှဘာလောက်ကမလဲဆိုတော့စပင်လောက်ကမှာနော်စပင်ကကြတော့ကြိုက်တဲ့စပင်လေးလုပ်လိုက်ပေါ့နော်ယူကီကဒီစပင်လေးလုပ်လိုက်မယ်အမှယူကီကကရုံးမဖြစ်သွားပါပြီနော်တူကကြတော့ပြသွားပြီပေါ့နော်ဟောဖြူသွားတယ်ဘာစိတ်မပူပါနဲ့အင်ကြီးတစ်ထည်ကောက်ဆွလိုက်မယ်ပေါ့နော်အဲ့ဒါနဲ့ယူကီကဒီလိုမျိုးလေးဖြစ်သွားပြီပေါ့နော်Oh my god စပင်းထက်လုံးကြီးပေါ့နော်အမှတိတ်တာလည်းလို့ရတယ်ပေါ့နော်စပင်းပြောရပေါ့နော်စပင်းလေးပါမယ်အမှပေါ့နော်နှစ်ထပ်ဖြစ်သွားပြီပေါ့နော်မနှစ်ထပ်ဖြစ်သွားပါပြီဒီမှာပေါ့နော်ဒီမှာပေါ့နော်နှစ်ဖက်ဖြစ်သွားပြီပေါ့နော်ဟဆင်းနေပဲအဲ့လိုလေးမနာဒီလိုလည်းမနာသေးအောက်ကရောဒီလိုမျိုးထားလိုက်မယ်အောက်ကဒီလိုထားပြီးအပေါ်ကဘယ်လိုလုပ်ရမလဲပေါ်ဒီလိုလုပ်လိုက်မယ်โอเคဒီလိုမျိုးလေးပေါ့နော်တာသွားပြီပေါ့နော်ဒါကတော့7နှစ်ထပ်လုံးကြီးပေါ့နော်ဘေးကတယောက်ကတော့ခရုံးဖြစ်သွားပါပြီဒါကြတော့7နှစ်ထပ်လုံးကြီးပေါ့နော်ပြောပြပေးတော့ဖြစ်ပါတယ်ဒီပေါ့နော်ဒီကောင်မလေးကိုပေါ့နော်တချို့မတိကျတဲ့လူတွေပြောပြပေးတော့ဖြစ်ပါတယ်ဟိုပေါ့နော်ဗီဒီယိုကလည်းနဲ့တုံနေရတဲ့ကိုပြောပြပေးတော့ဖြစ်ပါတယ်ဒီကောင်မလေးမှာပေါ့နော်အဲ့လိုလွဲကြီးလွဲထားရပေါ့နော်သူ့ကိုချွတ်ကျင်တယ်ဆိုတချို့ဆိုရင်ကြောင်းထဲကိုတွားပြီးသူကစာရေးကိုစီလွဲကတပတ်လို့ချွတ်သွားပါပေါ့နော်အဲ့လိုချွတ်လို့လည်းရတယ်နောက်တစ်ခုကချုံနည်းတစ်ခုပြပြမယ်ပေါ့နော်ယူကီလိုကအရင်ဆုံးကောင်မလေးကိုအင်ကြီးလွဲချွတ်မယ်ဆိုရင်ယူကီလိုကဒီပေါ့နော်ကောင်မလေးကိုထောက်နှိပ်လိုက်မယ်ပေါ့နော်နှိပ်ပြီးတော့ယူကီလိုဒါလေးနှိပ်ပါမယ်နှိပ်ပြီးတော့ပြီဆိုရင်အဲ့ဒါဒီအောက်နဲ့ဆွဲပြီးတော့ဒါလေးကိုအမတ်ချစ်ကိုဖြုတ်လိုက်မယ်ပေါ့နော်အဲ့နဲ့သူကဟာပေါ့နော်အင်ကြီးလွဲကကျွတ်သွားပြီပေါ့နော်အဲ့လိုပေါ့နော်အဲ့ဒါပေါ့နော်ယူကီအခုပြောပြတော့အဲ့ဒါကြတော့အမှန်ကန်7နှစ်ထက်လုံကြီးကိုပြောပြပေးတော့တာပေါ့နော်အဲ့ဒါတလက်စားရတဲ့ကောင်မလေးကိုလွဲချုံနေလေးကိုပြောပြပေးတော့ဖြစ်ပါတယ်ပြောမယ်ဆိုရောယူကီတို့က7နှစ်ထက်လုံကြီးပေါ့နော်ယူကီရဲ့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ပတ်တင်မှာတော့ဗီဒီယိုလေးဆက်တင်မိအောင်လဲဆိုအားလုံးပဲကြည့်ရှုပေးကြပါလို့ပြောချင်ပါတယ်ယူကီကပေါ့နော်စာကူဗီဒီယိုလေးအကြောင်းဆိုရင် view ကတက်တူတူကြားတယ်လို့ဖြစ်တယ်ပေါ့နော်ဘိုဘလော့ကကြတော့တော်တော်ကြားတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ပါယူကီရဲ့ comment အမှားပထားပြီးတော့မပလင်းကြပါနဲ့လို့ပြောချင်ပါတယ်အဲ့ဒါတခုပဲမှားချင်တာပေါ့နော်အားလုံးပဲဘိုင်ဘိုင်